ရှင်ဖေခရီးသွားတဲ့ယဟန်ကလမ်းမှာလိုအပ်တဲ့ပစ္စည်းကိုဘယ်လိုစီမံနိုင်ပါသလဲဖေတက္ကသမားတွေအနေနဲ့ကတော့ခရီးသွားယဟန်များကိုတွေ့လျင်မိတို့လျှောက်ထားလှူဒန်းကူညီပေးသင့်ပါသလဲဖေအဲ့တော့ကိုလိုချင်တဲ့ပစ္စည်းကိုဆွေမျိုးတွေစီမှာအလူခံနိုင်တယ်ပစ္စည်းလေးပါးတက္ကသမားတွေစီမှာအလူခံနိုင်တယ်ဆွေမျိုးတော်တဲ့လူမရှိဘူးပစ္စည်းလေးပါးဖိုက်တဲ့လူမရှိရင်တော့တပိတ်ပိုက်ပြီးတော့ဆုံးခံတယ်လို့တွားချက်ရမှာပဲလေဥပမာကိုကရန်ကုန်ကနေပြီးတော့မန္တလေးကိုတွားမယ်အဲ့တော့ကားလက်မဲ့လိုချင်တယ်အလူချင်းပစ္စည်းလေးပါးတက္ကသမားဒီရန်ကုန်မှာမရှိဘူးအဲ့လိုဆိုလို့ရှိရင်တင့်တော်တဲ့ရက်ွက်တော်တဲ့အိမ်ချေမှာတွားရက်ပေါ့ဆိုင်ကန်းချေမှာတွားရက်ပေါ့တပိတ်ပိုက်ပြီးတော့အဲ့တော့သူတို့ကခြေတံမှုတို့မုံတို့လာလို့လို့ချင်းလက်မခံနိုင်ကိုကဒါလို့ချင်တာမဟုတ်ဘူးလေအဲ့တော့သူတို့ပတ်စံလာလို့လဲကိုကညင်းရမယ်ဒီမုံတွေဖြော်ရည်တွေခြေတံမှုတွေလူရင်လဲညင်းရမယ်အဲ့ခါကျသူတို့မမေးမလဲအရှင်မြတ်ဘာလူခံတာလဲလို့သူတို့မေးမယ်အဲ့ဒီခါကျမှကိုကပြောရမှာသူတို့မမေးမချင်းမပြောရဘူးနော်အဲ့သူတို့မမေးမချင်းမပြောရဘူးသူတို့ကဘာလို့ပါတယ်လို့မေးလာတဲ့ခါကျမှအေးဦးစင်းကမန္တလေးသွားကြတယ်လို့ကားလက်မဲ့လိုချင်ပါတယ်အဲ့သူတို့ကအဲ့ဆိုရင်ရှင်မြတ်တို့လူပါမယ်ပဲနေကြွခဲ့ပါပြောမှာသူတို့မလူနိုင်ဘူးပြတပြည့်တို့ကမလူနိုင်ဘူးဖျားဆိုရင်နောက်တဲ့အိမ်ထက်ကြွနောက်တဲ့အိမ်မှာအဲ့လိုမျိုးထက်ရက်အဲ့တော့ကိုဘာပစ္စည်းပဲလူအဲ့စနစ်ကိုကျင့်သုံးရတာနော်အဲ့တော့အိမ်ရှိမှသွားချက်လိုက်သူတို့ဘာလို့ကိုညင်းမယ်ကိုလိုချင်တဲ့ဥစ္စာကိုသူတို့မေးခါမှာပြောပြမယ်မလို့နိုင်တော့တိမ်ထက်ကြွနော်အဲ့လိုမျိုးသွားရတာပဲနော်ရှင်ဖျားဟန်ပြလောက်ထားတဲ့ငွေပမာဏရေးသားထားတဲ့စကုဘူကလို့တင်ပါသလားဖေ။ဘေးဟန်ပြပေါ့နော်ငွေပမာဏကိုပဲရေးပြီးတော့စကုဘူမှာကပ်ပြီးတော့စကုဘူမှာငွေပမာဏကတ်ထားတဲ့ဘူးအဲ့ဒါတော့ရပါတော့ငွေမှမဟုတ်တာလေတချို့ဆရာတော်လည်းရှိပါတယ်မှာစာအိမ်မှာငွေအမောက်ရေးထားလိုက်တယ်ငွေမပါဘူးလေအဲ့တော့ငွေရတဲ့ကပ္ပိယစီအပ်လိုက်ပြီးစာအိမ်ရဲ့စကုဘူးရဲ့ကတ်တယ်ဒါကတော့ကိစ္စမရှိဘူးငွေမဟုတ်ပါဘူးနော်အဲ့ဒါကြောင့်ပေါ့ရှင်ပြဆက်ဆက်မေးခွင့်ပြုပါခင်ဗျာယဟန်တော်များစာရေးပေါ်မှာပေါ့နော်ငွေမဖြစ်ပေါ်လာတော့ပစ္စည်းလေးပါးကိုအလူခံမှာဖျားလို့ရေးသားထားခြင်းမရှိဘဲနဲ့ပေါ့နော်ရေးသားပြီးမကတ်ဘဲနဲ့ထားခဲ့ပြီးလှူလို့ရပါသလားဖျားရတယ်အဲ့ဒါတော့ဘုန်းကြီးတွေကဒီလိုရှိတယ်ဘုန်းကြီးကဘာမှမပြောဘဲနဲ့ဒီတိုင်းချပခဲ့တယ်အဲ့ဒါဘုန်းကြီးကကပ္ပိယကိုခေါ်ပြီးပြောခွင့်ရှိတယ်ကပ္ပိယရဲ့ဒီမှာဒကာမတွေငွေထားခဲ့တယ်ပြောလိုက်ရပြီတိန်းထားလိုက်ပါလို့ပြောလို့တော့မရအောင်နော်ဒီပတ်စံကိုကောက်သိန်းထားလိုက်ပါလို့မပြောဘဲနဲ့ဒီမှာဒကာဓမ္မတယောက်ကငွေထားခဲ့တယ်လို့ပြောရမှာအဲ့ဒါကပ္ပိယသူကသူကောက်ယူပြီးတော့သိမ့်ပြီးတော့66ရင်အပ်တယ်ဘုန်းကြီးကပ္ပိယဒီမှာလာသိမ့်နိုင်အောင်ဟဲ့လို့ပြောရင်တော့မအပ်တော့တော့သိမ့်လိုက်ပါလို့ပြောချင်းဒီငွေလူခံခိုင်းရတယ်အတူတူဖြစ်သွားတယ်နော်အဲ့သိမ့်လိုက်ပါလို့မပြောဘဲနဲ့ဒီမှာငွေထားခဲ့တယ်လို့ပြောရမှာနော်ယဟန်တော်များဆုံးခံတဲ့အခါကျိုင်းတွေအိတ်တွေနဲ့ဆုံးခံတာအပ်ပါသလားဖေ။ရှင်းခင်တော့ဆုံးခံတယ်ဆိုတာကသူကတပိတ်နဲ့ခံတာအဲ့တော့ဘုရားတက်ကအဲ့ဒါကြုံမှုတယ်ဘူးခွက်တွေနဲ့ဆုံးခံတယ်ဆိုတာပါတာဘူးခွက်တွေနဲ့ဆုံးခံတော့လူတွေကကဲတယ်တိဋ္ဌိတွေနဲ့တူတယ်ဆိုပြီးတော့ကဲတယ်နော်တိဋ္ဌိတွေနဲ့တူတယ်လို့ကဲတယ်အဲ့တော့စားထဲမှာဓာတ်ပါတာဘူးခွက်ဆိုတာတော့ဒီလိုဘူးခွက်တော့မဟုတ်ဘူးဘူးသီးခွက်တွေဟွာလေဘူးသီး6တွေလေဘူးခါသီးခေါ်ပလားနော်အဲ့လိုဘူးသီး6တွေနဲ့ခေါင်းကိုဖြတ်ပြီးတော့အဲ့ဒါနဲ့ဆုံးခံကြတာပေါ့အဲ့ဒါမျိုးကိုခေါ်တာပေါ့နော်အိုကင်းလို့ဘူးတိ6လို့အဲ့ဒါတွေနဲ့ဆွန့်ခံတာအဲ့တော့ဒါတွေကြည့်တော့အပြင်ဒါမသိတော့ဘူးပဲပြောမှာပေါ့နော်တပိန်းနဲ့ဆွန့်ခံတာပဲသိတော့တယ်ဒီလိုဘူးတွေခွက်တယ်နဲ့ဆွန့်ခံတာကတိဋ္ဌိတွေခံတယ်လို့ဖြစ်နေတယ်ဆိုတော့ကဲထားတာရှိတယ်ပေါ့နော်အဲ့ဒါမျိုးအရှင်များဂုဏမေကုံပါရှင်များဟိုဟာကပ္ပိယရေးဒီမှာဒကမကြီးပတ်စံထားခဲ့ဆိုရင်ကပ္ပိယသူ့ကိုပေးရတင်ပြီး तू သုံးလိုက်မိရဆိုရင်ရောဒါကတော့မတတ်နိုင်တော့ဘူးလေဘာဖြစ်လို့လဲဆိုတော့ဘာဖြစ်လို့လဲဆိုတဲ့အခါကျတော့သူကတော့အလူရှင်ကလည်းကိုယ့်ကိုမချောက်ခဲ့ဘူးဟုတ်လားအမှန်အလူရှင်ကဒီလိုရှိတယ်အလူရှင်ကအကဲများပေါ့နော်အရှင်များအတွက်နော်ပစ္စည်းလေးပါးကိုလူနှန်းခဲ့ပါတယ်ဘုရားဆိုပြီးတော့ချောက်ထားခဲ့တယ်ပေါ့ကပ္ပိယစီမှာအထားခဲ့တယ်လို့ပြောမယ်အဲ့တော့ကပ္ပိယကိုအဆက်ပြီးမချောက်ဘူးဆိုရင်အလူရှင်ပြောခွင့်ရှိတယ်အဲ့လိုဆိုရင်ဘာလို့အလူရှင်ကချောက်ခဲ့တာဖြစ်လို့လေအရှင်ဘုရားအတွက်တပည့်တော်ကပ္ပိယဓမ္မတသိန်းတန်ပစ္စည်းလေးပါးလူနှန်းခဲ့ပါတယ်ဘုရားလို့ချောက်ခဲ့တယ်အဲ့ဆိုရင်ကပ္ပိယလာမချောက်ဘူးကပ္ပိယမလူဘူးမလူဘူးဆိုရင်အလူရှင်ကအကြောင်းကြားခွင့်ရှိတယ်ဘာလို့အလူရှင်ကကိုချောက်ခဲ့တာဖြစ်တဲ့အတွက်ကြောင့်တခါကြီးလူခဲ့တဲ့ဥစ္စာကဥစဉ်အတွက်အသုံးမဝင်ပါဘူးလို့ပြောခွင့်ရှိတယ်အဲ့ဒါသူကကပ္ပိယကိုပြန်ပြောလိုက်မယ်အဲ့လိုမျိုးအခုကဘယ်သူမှလည်းမပြောဘဲရိုင်းထားခဲ့တာဆိုတော့ကပ္ပိယမချောက်ရင်လည်းဘာမှမတတ်နိုင်အလူရှင်လည်းပြောလို့လည်းမရဘူးပြောလားကပ္ပိယကလည်းဘာမှပြောလို့မရဘူးဓမ္မမိတ်ဆွေများရဲ့မှာမေကုန်းမေးမဲ့ယောဂီများပါလို့ရှင်ရင်မေးမြန်းနိုင်ပါရဲ့ရှင်အရှင်ပြတပည့်တော်မေးခြင်းနဲ့မေးခွန်းကတော့မိမိကိုယ်ကိုတိဟိတ်ပုဂ္ဂိုလ်ဖြစ်မဖြစ်ကိုဘယ်လိုစမ်းစစ်နိုင်ပါသလဲဗျာသူတို့ပုံမှန်ကတော့တရားထိုင်တယ်ပေါ့နော်တရားထိုင်တဲ့အခါမှာသမထအားထုတ်လို့နမိတ်တွေပါတယ်ပေါ်တယ်ဆိုတော့ဒါတိဟိတ်ပေါ့ဝိပဿနာတွေအားထုတ်လို့ရုပ်တည်နေတယ်နော်ပရမတ္ထတရားတွေမြင်ရတယ်ဆိုလို့ရှိရင်တော့ဒါတိဟိတ်ပေါ့ဒါတရားထိုင်တဲ့အခါပြောတာပုံမှန်ဆိုရင်တော့ကျွန်တော်ခွဲဖို့ခက်တယ်အဲ့တော့ lady ဆရာတို့ရဲ့ဘာပြောသလဲဆိုတော့ခက်ခဲနဲ့နေတဲ့တရားဓမ္မတွေကိုစိတ်ဝင်စားတယ်ဆိုကြတဲ့ကောင်ဒါတိဟိတ်ပုဂ္ဂိုလ်ဖြစ်လို့စိတ်ဝင်စားတာတဲ့
ဆရာတော်ကြီးလေအဲကြောင့်ကိုကဒီခက်ခဲနိုင်နေတဲ့သစ္စာလေးပါးတရားတွေပရိသတ်သမုပ္ပါတရားတွေပေါ့နော်ဒီတရားတွေကိုအပေါ်မှာစိတ်ဝင်စားတယ်လေ့လာနေပါတယ်ဆိုရင်တော့သိချပါတယ်ဒါတိတ်ပါပဲတဲ့ဆရာတော်ကြီးကအဲ့လိုပြောပါတယ်နော်အရှင်မြတ်အဲ့ဟိုပါပေါ့ယဟန်တော်တွေကိုဟိုပါပေါ့တိမ်ဝင်ပြီးတော့တိမ်ထွက်လာတဲ့အချိန်မှာတိမ်စင်းလောင်းတယ်ရှင်မြတ်တိမ်စင်းလောင်းတော့ငွေလောင်းတင်လာရှင်မြတ်လုံးဝကမလောင်းတင်တဲ့ကိစ္စနော်ဒါအချိန်ချင်းဟောနေရတဲ့ကိစ္စပဲတခြားအချိန်တူတာတဲ့ဒီအချိန်သူပို့ဆိုးပါတယ်ဘာလို့ဆိုတိမ်ထဲမှာအခုမှဦးစင်းလေးကကမ္မဝါစာဖတ်ပြီးတော့ဘာအာဘမှမတင်သေးဘူးအကက်ကိုဖြူစင်ဖွေးနေတယ်နော်တကယ်ဆရာတော်ကြီးတွေထက်တော့ဖြူရပြောလို့ရဘာလို့ဘာမှမလုပ်ရသေးဘူးအခုမှမွေးလာတာလေတင်ရနေအခုမှကမ္မဝါစာဖတ်လို့အခုမှရဟန်းဖြစ်ဘာလို့ဘာမှမလွန်ကျူးရသေးတဲ့ဦးစင်းသစ္စာဆက်အဲ့ဒီဦးစင်းသစ္စာဆက်ကိုငွေတွေလောင်းကြတယ်ဆိုတော့အသစ္စာဆက်ကိုဝိုင်းတီလာဖြစ်တယ်လို့ဖြစ်သွားတာလေနော်ဖြူနေတဲ့ပုဂ္ဂိုလ်မဲအောင်ဝိုင်းလုပ်လိုက်ကြတာပဲစိတ်တော့လိုက်ကြတာပဲနော်အဲ့တော့တိမ်စင်းလောင်းငွေလောင်းခြင်းတည်တာဖြူစင်နေတဲ့ဦးစင်းအသစ္စာဆက်ကလေးကိုတီလာဝိုင်းဖြတ်တဲ့ပွဲလို့တော့ဦးစင်းယူဆတယ်ဟုတ်လားတိမ်စင်းလောင်းပွဲမဟုတ်တော့တီလာဖြတ်ပွဲဖြစ်သွားတာနော်အဲ့လိုတော့မှခေါ်ချင်တာတီလာဖြတ်ပွဲပဲအဲ့တော့လောင်းကြရလို့ပတ်စံလောင်းမှမဟုတ်ဘူးလေနော်တခြားသွားတိုက်စေးသွားတိုက်တန်စာအုပ်စသည်တွေလည်းလောင်းလို့ရတာပဲလေနော်ငွေလောင်းမှတိမ်စင်းလောင်းတော့မှမဟုတ်တာအဲကြောင့်ကျွန်တော်တိမ်စင်းလောင်းပွဲမဟုတ်တော့ဘဲနဲ့တီလာဖြတ်ပွဲတောင်ဖြစ်သွားတာနော်ဒါဆိုရင်ရှင်များဟိုယဟန်လေးတိမ်မှာဆိုတိမ်တန်ကရှိရပါရှင်အပား100လောက်အပား90ပဲဖြစ်အပား30ပဲဖြစ်ဒါပေမဲ့တပည့်တော်တို့ဘက်ကလည်းသူတို့လိုအပ်တာလေးကိုလည်းလှူချင်တယ်ရှင်လှူချင်တော့ငွေလည်းလှူချင်တယ်ရှင်အဲ့ဒါဆိုရင်ဘလို့ဆက်ဆက်နဲ့တန်ဃာတိုင်းကိုလောင်းရင်ဘလို့တင့်တော်အောင်လောင်းတင်လဲရှင်အဲ့ဒါကစာရွက်ကလေးတွေလောက်ရတာလေဦးဇင်းတို့ဖောက်တရားတို့ဘာလို့မှလည်းတစ်ခါတလေလုတ်တတ်ပါတော့ကွန်ပျူတာနဲ့စာစီလိုက်တယ်လေအပား100ဆိုအပား100စာပေါ့နော်အဲ့တော့1000တန်မှဖြစ်ပေါ်လာတော့ဘာ1000လှူရှင်တယ်ပေါ့1000တန်မှဖြစ်ပေါ်လာတော့ပစ္စည်းလေးပါကိုကပ်ပြရအကြောင်းကပ်ပြရဘာတူလဲဥဖြူဆိုရင်ဥဖြူတန်မှအလူခံကြပါဘုရားဆိုပြီးတော့စာလေးကွန်ပျူတာစာစီလိုက်ပြီးတပတ်တွဲလောင်းလိုက်ပေါ့အဲ့ဆိုရင်ဒါအဲ့စာရွက်ကလေးနဲ့ကပ်ပြစီမှာသွားလူခံလို့ရသွားပြီငွေကိုဆရာတော်စီမလောင်းတော့ငွေကိုကပ်ပြစီမှာအပ်လိုက်တယ်အပား100စာအတွက်ကိုဒါကပ်ပြစီမှာအပ်လိုက်တယ်ကပ်ပြကိုလည်းတစ်ခါတည်းထွက်လိုက်တယ်ဒီတိမ်စင်းတိမ်တက်တန်ကားတွေအတွက်တပတ်1000ကျွန်တော်တူပါတယ်ဆိုကပ်ပြအပ်လိုက်ပင်ဆရာတော်တွေကိုအဲ့စာရွက်ကလေးကပ်လိုက်ပေါ့နော်တိမ်စင်းမှာဆရာကလေးလောင်းပေးလိုက်အဲ့ဒါဆရာတော်တွေကဒီစာရွက်ကလေးကြည့်လို့အော်ဒီတကားကြီးဒီတို့ကို PC လေးပါ1000နဲ့လှူထားတယ်ကပြစီမှာသူခံလို့ရပြီဆိုအဲ့စာရွက်ကလေးနဲ့ကပြစီမှာသွားလှူခံလို့ရတယ်ဒါဆိုရင်အားလုံးအဆင်ပြေရအဆင်ပြေတာပေါ့အဲ့ဒါနီးလန်းနေရရှိပြီလားလူတွေကမသိတာရမလုပ်တာရပေါ့နော်